耶基比你那帮路，对谁个你的一家族，马路也他妈的给过马路对那一个的，对，啥来就个的。ဟေးလူတဲ့ကျွန်တော်ညတဲ့ချင်းအစ်တပုတ်ရတယ်တဲ့ဆိုတော့ကျွန်တော်ပြောတယ်ဟုတ်လားပေါ့ဘယ်လိုချင်းလဲပေါ့ကောင်းလားပေါ့ကိုဆိုပြစမ်းပါဘောဘယ်လိုချင်းလဲဆိုတော့သူကကျွန်တော်ဟာမိုနီကာလေးမှုတ်ပြီးတော့အဲ့ဒီချင်းလေးကိုဆိုပြရတယ်ကျွန်တော်ဦးထွန်းရင်တန်သူနှလုံးသားနဲ့ရေးခဲ့တဲ့ချင်းကျွန်တော်ကနှလုံးသားနဲ့ဆိုခဲ့တာဒီချင်းကိုတော့ကျွန်တော်တိုက်ပွဲဝင်မှုရဲဘော်တွေအကုန်လုံးအတွက်ချင်းအားလုံးလူပြည်သူတွေဒီဒီမိုကရေစီရရှိရတိုက်ပွဲဝင်တဲ့လူတွေအကုန်လုံးအတွက်ကျွန်တော်တို့ရည်ရွယ်ပြီးတော့မှဒီခံစားချက်အရာနှလုံးသားနဲ့ဆိုခဲ့တာချင်းဝင်းမော်ရွှေတန်ကကိုထွင်းတယ်အဲ့လိုပြောတယ်ဆိုရင်ကျွန်တော်မေးချင်ပါကိုထွင်းတယ်ကိုဝင်းမော်ရွှေတန်ကဘယ်လောက်ထိရင်းသိခဲ့တယ်လဲကိုထွင်းတယ်အဲ့ဒီစင်ကိုကြားဘူးပြီးပြန်ရေးတယ်လို့ပြောရအောင်အဲ့ဒီစင်ကိုမြမသားမှာဘယ်တော့မှလွှင့်ဘူးတယ်လို့ပြောပါဦးပေါ့ကိုထွန်းစင်ကကြားပြီးတော့ပြန်ရေးပါလေလို့ပြောရအောင်ဘယ်လိုအထောက်ထားနဲ့ခင်ဗျားပြောရတာလဲပေါ့ကိုဝင်းမော်ပေါ့ခင်ဗျားကိုထွန်းနေကိုရေးတယ်လို့ပြောအောင်ခင်ဗျားလှုပ်ရှားမှာခင်ဗျားတီရွှေသားစင်တီဝိုင်းရဲ့ခေါင်းဆောင်တာလောက်ပါခင်ဗျားတို့စစ်တပ်ချင်းမြောက်တဲ့တင်တွေရေးပြစားမှာကျွန်တော်တို့နားထောင်မရစေကျွန်တော်တို့နားထောင်ခြင်းပါတယ်เนาะကျွန်တော်အဲ့လိုပဲပြောမယ်သူတို့ကြိုက်တယ်လို့ပြောပါစေကျွန်တော်တို့အတွက်ကတော့အရေးကြီးပြီဟာသွေးသစ္စာပဲပြောရမှာဆိုရင်တော့ဒါသွေးနဲ့ရေးခဲ့တဲ့ချင်းသစ္စာနဲ့ရေးခဲ့တဲ့ချင်း
မေးမယ်အခုကအရေးကြီးတဲ့အကြောင်းအရာတစ်ခုရှိလာတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ1988နောက်ပိုင်းပေါ့နော်ကျောင်းသားတွေတောခိုတော့တောထဲမှာကျွန်တော်တို့ကျောင်းသားတွေအတွက်ဒီစိတ်တက်ကြွစေတဲ့သွေးသစ္စာတခြင်းပေါ့နော်ကျွန်တော်အရေးကြီးပြီဆိုတော့ကျွန်တော်တို့လည်းခေါ်ကြတယ်ဒါကိုမောအောင်ဆိုခဲ့တယ်ကိုထွေးနေရေးခဲ့တဲ့တခြင်းပေါ့ဒါသမိုင်းဝင်တခြင်းပေါ့နော်88နောက်ပိုင်းပေါ်လာတယ်ဒီတခြင်းနဲ့ပတ်သက်ပြီးအခုကအငင်းပွားဝယ်ဖြစ်နေပါတယ်ဒီတခြင်းဟာတဲ့ဟိုလွန်ခဲ့တဲ့1960လောက်ကစစ်တပ်အတွက်ရေးထားတဲ့ဟိုတုန်းကခေတ်ကမက်ဒလင်းနဲ့တီးခဲ့တဲ့တခြင်းပေါ့ဒါဟိုကိုထွေးနေကကြားဘူးနာဝါနဲ့ဒါကို copy ယူတယ်ဆိုပြီးအငင်းပွားဝယ်ဖြစ်နေပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးကိုမောအောင်မေးချင်တာပါကိုမောအောင်ကိုထူးဝင်းတင်တဲ့1988နောက်ပိုင်းမှာတော်ထဲမှာအတူတူရှိခဲ့တယ်ဒီတချင်းကိုလည်းဖန်တီးခဲ့တဲ့နေရာမှာကိုမောအောင်ကအတူတူရှိခဲ့တော့ကိုမောအောင်မဒါရှင်းပြနိုင်မှာပေါ့နော်ဒီတချင်းနဲ့ပတ်သက်ရင်အဲ့တော့ကိုထူးဝင်းတင်ဒီသွေးသစ္စာတချင်းကိုဘလို့တိဆောက်ခဲ့လဲဘလို့ရေးခဲ့လဲအဲ့ဒီအခြေအနေလေးကိုကျွန်တော်ရှင်းပြပေးလို့ရမလားခင်ဗျကျွန်တော်သိတဲ့ဒီအရေးကြီးပြီးရှင်းနာမယ်အရေးကြီးပြီပါဒါပေမဲ့လူအများခေါ်တော့သွေးသစ္စာလို့ခေါ်ကြတယ်ပေါ့ဒီနေ့မှာတော့အမေမိတို့ဆိုသေးပါကျွန်တော်သိခဲ့တဲ့အရေးကြီးပြီးဒီတချင်းကကိုထွေးရင်တင်ကကျွန်တော်တို့1989ခုနှစ်ကကျွန်တော်တို့ကရင်ပြည်နယ်ဒီအရုံးကကျွန်တော်တို့မက်သလီစခန်းလို့ကျွန်တော်အမမမောက်ဆိုရင်ပေါ့လေမက်သလီစခန်းမှာတော့ DB စဖွဲ့စကာလမှာကျွန်တော်တို့က KIA ကခေါင်းဆောင်နေရှိတယ် KNU ကခေါင်းဆောင်နေတော့ကျွန်တော်တို့ NCTUB ABSDF အဲ့လိုအဖွဲ့ပေါင်းစုံကလူတွေကျွန်တော်တို့ DB အစည်းအဝေးလုပ်နေတဲ့ကာလမှာသူရောကျွန်တော်ရောနှစ်ယောက်စလုံးကအဲ့မက်သလီစခန်းကနေရာတစ်ခုမှာအဆောင်လေးတစ်ခုမှာပေါ့ကျွန်တော်တို့ DB စီဝေးတက်တဲ့လူတွေနေတဲ့အဆောင်ကခန်းတစ်ခါမှာအတူတူနေခဲ့ကြပါတယ်အဲ့ဒီတော့ကကျွန်တော်ကတညမှာပေါ့လေကျွန်တော်ကနေမကောင်းပါဘူးညကျွန်တော်ငှက်ဖျားဖြစ်ပါပြီအချိန်မှာအဲ့တော့ငှက်ဖျားတက်တဲ့ညတညပေါ့ကျွန်တော်နိုးလိုက်အိတ်လိုက်ဖြစ်တဲ့ညတညမှာသူကကျွန်တော်ဘေးမှာဒီတညလုံးမအိပ်ပဲချွတ်နဲ့ဖျောင်းလိုက်တဲ့တိုင်ထုံးပြီးတော့သူအဲ့ညတညလုံးသူအလုပ်ရှုပ်ပါတယ်သူမအိပ်ဘူးပေါ့လေသူအဲ့ညအဲ့ဖျောင်းနိုင်လေးနဲ့သူအလုပ်ရှုပ်ပြီးတော့နောက်နေ့မနေ့ကျတော့ကျွန်တော်မနေ့ကျငှက်ဖျားကလည်းကြာပါပြီမနေ့ပိုင်းကျတော့လူကပုံမှန်ပြန်ဖြစ်တဲ့ခါလာမှာကျွန်တော်တို့အပြင်မှာရှိတဲ့မျိုးဆောင်ပါပေါ့ကျွန်တော်တို့မနေ့နေထွက်ပြီးတော့နေဘူးခံရင်းနဲ့တခါပြောတော့သူကကျွန်တော်ကပြောလဲဆိုတော့ဟေ့လူတဲ့ကျွန်တော်ညကချင်းအစ်စ်တပုတ်ရတယ်တဲ့ဆိုတော့ကျွန်တော်ပြောတယ်ဟုတ်လားပေါ့ဘယ်လိုချင်းလဲပေါ့ကောင်းလားပေါ့ဆိုပြစမ်းမအောင်ဘယ်လိုချင်းလဲဆိုတော့သူကကျွန်တော်ဒီအဲ့တော့ကျွန်တော်တို့ KIA ဝင်လွန်သွားပြီဖြစ်တဲ့ဒီ KIA ကောင်းဆောင် KIA ကိုကောင်းဆောင်ဥပရန်ဆိုင်လက်ဆောင်ပေးထားတဲ့ ဟာမိုနီကာလေးတစ်ခုရှိပါတယ်ဒီဂျာမနီကသူလာပေးတော့တေချာပြောတယ်ဂျာမနီသွားတော့ရခဲ့တာတဲ့ဟာမိုနီကာဂျာမန်အစစ်ပေါ့ဆိုပြီးတော့ကျွန်တော်တို့ပေးထားတဲ့ဟာမိုနီကာလေးနဲ့သူကျွန်တော်မိဖို့ဆောင်ပေးမှသူဟာမိုနီကာလေးမှုတ်ပြီးတော့အဲ့ဒီချင်းလေးကိုဆိုပြရတယ်ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်ပြောတယ်အော်ဒီချင်းနဲ့ကောင်းသားပဲပေါ့ဒီစာသားကိုနောက်ပြီးဒီတန်စင်ရောပါရောကောင်းတယ်ပေါ့ဆိုတော့ဒါကျွန်တော်သိခဲ့တဲ့အရေးကြီးပြီးသွေးသစ္စာပေါ့လေခုဒီနေ့လူတွေပေါ်လို့သွေးသစ္စာပေါ့အဲ့ဒီချင်းအစပဲအဲ့ဒီအားကျွန်တော်သိတာပေါ့လေဆိုတော့အခုကခုကိုသက်ထရင်းနဲ့ပြောသလိုပဲအခုဒီချင်းအဖြစ်ကိုသူ့ရင်တင်ဟို1960ကျော်လောက်ကစစ်ချီတဲ့ချင်းကိုယူပြီးတော့မှရေးပါတယ်လို့ဆွဲချက်တွေထွက်လာတာမြင်တော့ကျွန်တော်တို့ကတော့ဒါအသက်မဟုတ်ဘူးလွန်ခဲ့တဲ့10နှစ်လောက်ကကျွန်တော်တို့ဗမာပြည်မှာဒီ energy အစိုးရခေတ်ကာလမှာတခါထွက်ခဲ့ဘူးလေဒီချင်းပဲနောက်ပြီးတော့အလုံးကတော့ဒီချင်းကကျွန်တော်လာမေးတယ်ပေါ့တစ်ဆင့်လာမေးတယ်ဒီချင်းကိုထွေးနေတဲ့ copy လုပ်ထားတယ်လို့ပြောတယ်ပေါ့ဟုတ်သလားဆိုတော့ကျွန်တော်ပြောတာမဟုတ်ဘူးပေါ့နောက်ပြီးတော့ကျွန်တော်အဲ့ဒါကကိုထွေးနေတဲ့ညီကိုစုကိုလည်းကျွန်တော်အဲ့ဒီကြိုးကြောင်ပြောပြတော့ကိုစုကပြောလဲဆိုတော့ကျွန်တော်ကိုအဲ့လိုမလုပ်တတ်ပါဘူးဗျာတဲ့ကျွန်တော်ရှင်းပါမယ်ဆိုပြီးတော့ကိုစုရှင်းပါတယ်အဲ့ကိစ္စနဲ့ပတ်သက်လို့နောက်ပြီးတော့အဲ့ဒါနဲ့တပြိုင်တည်းဆက်ပါပဲအဲ့ဒီခေတ်ကဒီချမ်ဖို့ပါတီရဲ့ဒီပါတီအစည်းအဝေးတစ်ခုမှာရှမ်းပြည်ဘက်ကလို့ထင်တယ်သူတို့အဲ့ဒီချင်းကိုဂီတာတစ်လုံးနဲ့ဒီပါတီကအဲ့ဒီလူတွေဝိုင်းစုံနေကြတဲ့ဟာ Facebook ပေါ်မှာထွက်ခဲ့ဘူးပါတယ်ဆိုတော့အဲ့ဒါနောက်တစ်မျိုးပါအဲ့ဒါစာသားလည်းနောက်တစ်မျိုးအခုဒီ
ဟို YouTube ပေါ်မှာတင်ထားတဲ့ဟာနဲ့မတူဘူးအခု YouTube ပေါ်မှာတင်ထားတဲ့ဟာဟိုရှေးတုန်းကပုံစံမျိုးပေါ်အောင်သူကနောက်ကအတန်တွေအစားမက်ဒလင်အတန်ဖမ်းတာအစားဟိုတက်ပြောရရင်တော့1960ဆိုရင်တော့မှပဲကျွန်တော်တို့မြန်မာအတန်ခင်မှာကျွန်တော်တို့အတန်သွင်းခဲ့တယ်ဆိုရင်တော့ဒီတပြားရဲ့အတန်ထွက်ကအတန်သွင်းတဲ့အရေးသွေးရဒီစီအများကြီးပိုကောင်းတင်တယ်ဗျာတီးထားတဲ့အတီးတစ်ပါးရဲ့လက်တန်ရတယ်ဒီထက်အများကြီးပိုပြောင်းတင်တယ်နောက်ပြီးတော့မှဒီချင်းရဲ့ပုံတရာသူတို့ဆိုထားတဲ့ဟာလေတကယ်တမ်းသချင်းဖြစ်ကြလားဆိုတော့သချင်းဖြစ်လဲသချင်းလည်းမဖြစ်ဘူးစာလားတွေကလည်းမဝင်ဘူးဒီတန်စင်ထဲမှာနောက်ပြီးတော့ပြစ်စိတ်ပြီးတော့အချမ်းဖန်အတင်းလှုပ်ထားတဲ့ပုံစံမျိုးဟလာကျွန်တော်လုံခဲ့တဲ့10နှစ်ကလောက်ကတခါကြားခဲ့ပြီဆိုတော့ပြီးတော့မှအဲ့ဒီအဲ့တုန်းကကြားခဲ့တဲ့သချင်းနဲ့တပုံစံနဲ့ပေါ့အခုကအ တူတူပဲအဲ့ဒါအခု YouTube ပေါ်မှာ content training ပြန်တင်တဲ့ဟာကျွန်တော်ဒီမနေ့မှအဲ့ရထားမှကျွန်တော်တွေ့တာပါဆိုတော့အဲ့ဒီချင်းအတူတူပဲအဲ့ဒီချင်းပဲချွတ်ဆွတ်ပဲဖုံးနေတာပဲအဖုံးဆွဲထားတာလေကြာဟိုဆွဲထားတဲ့ဟိုတပြားထုတ်ခဲ့တဲ့ချင်းဆိုရင်တော့မှအဖုံးဟိုကလေးအယုတ်ဆွဲချက်ထားတယ်လို့ပဲကြာဟိုဘယ်လိုပြောအလွန်လက်ရအလွန်ညံ့တယ်လို့ပဲပြောနေတာကျွန်တော်နောက်တစ်ခါစာလုံးပေါင်းကပန်းနေသေးတယ်ကျွန်တော်ခုနပြောသလိုပဲတီးထားတဲ့တီးလုံးပေါ့ဗျာပြောမှဆိုတီးလုံးကလည်းနောက်ကဟိုအလွန်ဆင်းရဲဟိုပေါ့သူကတော့ရှေးပုံစံပေါင်းအောင်နီးပညာနဲ့လုပ်လို့ရပါတယ်ဒီနေ့ခေတ်မှာအများကြီးဆိုတော့ဒါပေမဲ့ခုနပြောသလိုပဲတချင်းကစာသားကလည်းမဝင်ဘူးအတင်းသွတ်ထည့်ထားတဲ့စာသားတွေနဲ့ဆိုလိုတာတော့ဗျာကျွန်တော်မြင်မှာတော့ဒါဒီအရေးကြီးပြီးတချင်းကိုပေါ့နာမည်ပြက်အောင်ဒါမှမဟုတ်လည်းဟိုရုပ်ဖြတ်တယ်ပေါ့ဗျာသူတို့ဘက်ကနေဒါတက်ကလောက်ခဲ့တဲ့သချင်းပါဆိုတဲ့ပုံစံမျိုးနဲ့သူတို့လှည့်စားဖို့ကြိုးစားတယ်လို့ပဲကျွန်တော်ပြောချင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တက်ကတော့ဒီဟိုပါဘောကိုထွေးတဲ့သူကတော့ဒီနေ့မရှိတော့တဲ့သူ့ကိုကျွန်တော်မေးလို့တော့မရတော့ဘူးဒါပေမဲ့တကယ်ပြောမှဆိုကိုထွေးတဲ့အိတ်စင်ကြီးပြီးတဲ့နောက်ကျွန်တော်ချင်းချင်းသွင်းပြခဲ့တာမဟုတ်ပါဘူး။ခိုးကြမီတခိုးခေကိုတီဘာမထီစာနီဘွားငါတို့သခိုးများထမိန်ကစားခိုးကြမီသချင်းလဲခိုးပါမီသခိုးတိုင်းပြေထူထောင်ထားငါ